အောင်စပူစက်တွေနဲ့ကျွန်တော်မိသားစုပြိတ္တများရဲ့အဓိကအလူဖြစ်ပါတယ်ကျွန်တော် Together with Osborne Family Group ကနေဦးဆောင်ပြီးတော့ Osborne ဇက်တဲ့မိသားစုပြိတ္တအားလုံးရဲ့စုစုပေါင်းလူတန်းငွေ300ကျွန်တော် Forever Osborne Family Charity Group ကနေပြီးတော့ဦးဆောင်ပြီးတော့မိသားစုအားလုံးစုစုပေါင်းလူတန်းငွေကကျွန်တော်49သိန်းပြီးတော့မြင့်မို့ခင်ရန်ကုန်က30လူတန်းပါတယ်ကျွန်တော်အားလုံးကျွန်တော်အလူငွေ300ရရှိထားပြီးသားဖြစ်ပါတယ်ကျွန်တော်မတီရာရဲ့ဒီအလူငွေတွေရဲ့ပြီးတော့ကျွန်တော်နဲ့အလုပ်လုပ်နေတဲ့ business partnership တွေနဲ့ပေါင်းပြီးတော့ကျွန်တော်ရေပေးတင်နေကြတယ်မိသားစုဒေစီကိုကျွန်တော်ကိုယ်တိုင်အရောက်မသွားနိုင်ခဲ့ရင်တော့ကျွန်တော်ဒီကတာဝန်ရှိတဲ့လူကြီးတွေနဲ့ကျွန်တော်အဖွဲ့ကမိသားစုများနဲ့အားလုံးလာရောက်ပြီးတော့လူတန်းပြီးသွားမှာဖြစ်ပါတယ်ဝန်စားရေးကျွမ်းအလုပ်လုပ်နေကြပေမဲ့ပျော်နေလို့တော့မထင်လိုက်ပါနဲ့စိတ်မကောင်းခြင်းများစွာရှိပါတယ်အလုံးကပ်ပြီးဒုက္ခအန္တရာယ်တွေမှကင်းဝေးပါစေလို့လည်းဆုတောင်းပေးပါတယ်အလုံးကျေးဇူးများတင်ပါတယ်